သူရမင်းကြီးရင်တော့လည်းပဲမြန်မာပြည်ကိုတည်တယ်တတိယတယ်ပေါ့ဒါပေမဲ့ဒီ2019ခုနှစ်မှာ2019မှာပေါ့သူကိုယ်တိုင်ကြွလာပြီးနောက်ပိုင်းမှာဆိုရင်ပို့ပြီးတော့မြန်မာပြည်အတွက်သူ့ရဲ့နှလုံးသားထဲမှာဆိုရင်မြန်မာပြည်ကိုအမြဲပဲရှိနေပါအဲဒါကြောင့်မလွန်ခဲ့တဲ့တစ်နှစ်တောင်ကျော်ပဲပေါ့နော်အပတ်တိုင်းလိုပဲနော်ဒီဗုဒ္ဓဂုဏ် general audience မှာပေါ့ကျွန်တော်ငနေနေဆိုလို့ရှိရင်ခဏနေ့လေအန်ဂျယ်လိုဆူတောင်းပြီးတော့ပဲမှာအမြဲသတင်းပေးတိုင်းမြန်မာပြည်ကိုအမြဲထည့်ပြီးတော့ပြောလို့ရှိရင်မြန်မာပြည်ကိုမမေ့ကြဘူးအထူးသဖြင့်မြန်မာပြည်ရဲ့အခြေအနေခက်ခဲနေတဲ့အခြေအနေတွေပြည်တွင်းအခက်အခဲပရိက္ခတွေအကြောင်းမို့မြန်မာပြည်သူပြည်သားတွေစစ်ပြေးရတဲ့အခြေအနေအားလုံးသူသိရတဲ့အကြောင်းမို့ဒီအထူးသဖြင့် humanitarian needs ပေါ့နော်လူမှုရေးမှာစားဝတ်နေထိုင်မှာကူညီကြဖို့ရတယ်ဆိုကမ္ဘာလုံးအမြဲပဲနှိုးဆော်ပြီးတော့ပြီးတယ်အထူးသဖြင့်ဒီမြင်ကလေးလုံးတဲ့ကမှာမနေ့ကပဲတလုံးနေနေရပဲပေါ့နော်တလုံးနေရပဲရမကြီးကိုယ်တိုင်စကားနှုတ်ဆက်ပြောပြီးတော့မြန်မာပြည်ကိုအကြောင်းထည့်ပြီးတော့ပြောတယ်အထူးသဖြင့်ဒီစကိုင်းမှာဖြစ်တဲ့မြင်လင်းအကြောင်းမို့အခက်ခဲတွေ့နေကြတဲ့အခါမှာကမ္ဘာကြီးကမြန်မာပြည်ကိုဝိုင်းဝန်းကူညီကြဖို့ထောက်ပံ့ကြဖို့ကူညီကြဖို့ဆိုပြီးတော့တော့ရမကြီးမရှိတဲ့အခါမှာပေါ့နော်ဒီလိုမျိုးအမြဲပဲသတိပေးနေမဲ့အမြဲပဲနှိုးဆော်နေမဲ့ပုဂ္ဂိုလ်လည်းပဲရရှိဖို့ရတော့တူမျှော်လင့်ကြတယ်ပေါ့နော်Francis came to Burma, to Myanmar in 2017. So we had a chance to personally meet him with the children singing this greeting song for him. So we are very pleased to see him and to talk to him and to wish him. Right. Then after that, we keep on listening to his services, listening to his sermons and all. And then he tries to go on visiting the countries and then meeting with the people, especially the poor people. He is for the poor. The Pope is for the poor people. We understand him. He is for the needy, for the poor. So we really miss him. Especially he is very much focused on our country, especially in this current situation. Right. So we hope that he will continue to pray for the people of Myanmar. Right, for the betterment of this country, for the peace in this country. He is very much concerned for this peace in this country. So we miss him in this situation. As an instrument of love and respect for all for creation. Finally, since 14 March 2013, Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.